ကျွန်တော်ကဇာတိဆရာဧကပတ်ဒေါက်တာချစ်ဖြစ်ပါတယ်ဒီနေ့တင်ပြမယ့်အကြောင်းအရာကတော့ sclerosing lipogranuloma on penis ပေါ့နော်အဓိပ္ပာယ်ကပါလဲဆိုတော့ဒီကြီးစေးနော်ကြီးစေးအကြောင်းနဲ့တင်ပြနေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြီးစေးနဲ့ပတ်သက်ပြီးတော့ဒီခွဲတာစိတ်တာတွေအတော်များများကျွန်တော်လုပ်ပေးခဲ့ဘူးတယ်အဲ့တော့ကြီးစေးကိုလွန်ခဲ့တဲ့ကျွန်တော်တင်တဲ့အနှစ်20လောက်ထဲကျွန်တော်အဲ့ဒီအကြောင်းသိထားတယ်အဲ့လိုသိထားလဲဆိုတော့ကျွန်တော်စီကံဖွင့်တဲ့အရက်ဒေတာမှာဒီရိုးရီးယားကိုသွားတဲ့ငါဖန်လေးတွေရှိတယ်ငါဖန်လေးတွေကနေပြီးတော့အဲ့ဒီဆေးတွေကိုသူတို့အခေါ်ပေါ့နော်ရှမ်းအုံးစီလို့ခေါ်တယ်အဲ့ရှမ်းအုံးစီဆိုတဲ့ဆေးကိုသူတို့ထိုးထားတယ်ထိုးထားတဲ့အခါကျတော့အဲ့ဒီလိမ့်နံမှာခါတဲ့ရုပ်ပြက်ဆင်းပြက်နဲ့တော့အချိန်ကြီးဆိုပြီးတော့ရောက်လာတယ်ရောက်လာတဲ့အခါမှာစတွေ့ခြင်းဆိုကိုယ်ကြီးလည်းမမြင်ဘူးပေါ့နော်ဒီယောဂအောင်နောက်တော့မေးကြည့်လိုက်တဲ့ခါကျတော့ဒီလိုမျိုးပေါ့နော်ဒီရှမ်းအုံးစီဆိုတဲ့ဒီခေါင်းရင်းစီတစ်မျိုးပေါ့နော်ယူရီးယားထုတ်တာအဲ့ဒါလေးကိုအရေပြားအောင်တယ်ထိုးပြီးတော့သူတို့ရဲ့လိမ်တန်ကြီးအောင်လုပ်တယ်တကယ်ကျတော့အမှန်ကဒီကာမဆက်ရှက်တဲ့အခါမှာဒီအထီးအတွေ့ပေါ့နော်ကောင်းကျင်တယ်ကောင်းကျင်တဲ့ခါကျတော့ခက်တာကအမျိုးသမီးတွေကကလေးမွေးဖွားကလေးဖွားထားတာပေါ့နော်ကလေးဖွားတဲ့ခါကျတော့ဟိုဘိုက်ခွဲတာတွေပဲပေါ့နော်ဒီမွေးလမ်းကြောင်းနေမွေးတဲ့ဒီအမျိုးသမီးတွေဟာသူတို့ရဲ့ဒီမိန်းကိုတွေကကျဲနေတာကိုတွေ့ရမယ်အဲ့တော့အဲ့ကျဲတဲ့ခါကျတော့အမျိုးသားတွေသွားတဲ့ခါကျတော့တင်းကြပ်ကြပ်မဖြစ်ဘူးထိတွေ့ခံစားမှုအာရုံသိမရအောင်မရတဲ့ခါကျတော့တကယ်လို့ရမှာကအဲ့ဒီအမျိုးသမီးရဲ့ဒီကျဲနေတဲ့အပေါက်ပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ကျင်းအောင်လုပ်ရတယ်ဒါကိုကျွန်တော်တို့အရက်စကားနဲ့ဆိုရင်ဥမ္မာဒာနီလုပ်တယ်ဆိုတာအိမ်တော်တဲ့အမျိုးသမီးတွေသိတယ်အပြူတွေတောင်တချို့တောင်သိကုန်ပါပြီနော်ဒီဥမ္မာဒာနီဆိုလို့ကျွန်တော်စေကမ်းပါလေဥမ္မာဒာနီပြုပြင်ပေးသည်ဆိုရေးတဲ့ခါကျတော့တချို့မင်းကလေးတွေအထူးဖြင့်အပြူတွေကတဘာကြီးလေပေါ့ဗာလဲဥမ္မာဒာနီပြင်တယ်ပေါ့လှအောင်ပြင်တယ်လို့ဘာလို့ပေါ့အဲ့ဒီမှာပါလာတဲ့နားလေတဲ့အမျိုးသမီးကြီးတွေကနေပြီးတော့ဟိုပါပေါ့လက်ဟန်ချီအောင်ပြပြီးတော့တူတူပြောခိုင်းရတဲ့အစဉ်ကြီးရောက်လာတယ်အဲ့တော့ဥမ္မာဒာနီဆိုတော့လှတယ်လေလှတဲ့ခါကျတော့ဒါလေးကိုအပေါက်ကိုကြည့်အောင်ဆိုကျွန်တော်တို့ကဟိုဖာဒီချုပ်ဒီလို့တော့ရေးလို့တော့ပဲဖြစ်တယ်အဲ့တော့ဥမ္မာဒာနီဆိုလို့လာလေးရေးလိုက်ရတယ်အဲ့အခုပြောချင်တာပါလဲဆိုတော့အဲ့လိုမျိုးမလုပ်ပဲနဲ့ဟိုပါပေါ့လိန်နံကြီးစီကိုထိုးကြတယ်အဲ့တော့ထိုးတော့ဘာဖြစ်လဲသူ့ရဲ့ရည်ရွယ်ချက်ကတော့ဒီလိန်နံကြီးအောင်ဆိုတော့အရေပြားအောက်ထဲကိုအဲ့ဒီကြီးစေးပေါ့နော်ခုနပြောတဲ့ရှမ်းအုံးကြီးကိုထိုးလိုက်တယ်ထိုးလိုက်တဲ့ခါကျတော့အဲ့ဒီရှမ်းအုံးကြီးထိုးပြီးတော့သူကခြေတယ်ပေါ့နော်ခြေတဲ့ခါကျတော့လိန်နံကြီးအောက်ထဲဒီအရေပြားအောက်ထဲမှာဝင်နေအဲ့ဒီဆေးတွေကထိုးတော့အရေပဲဒါပေမဲ့အထဲရောက်တဲ့ခါကျအထဲ tissue တွေနဲ့ပေါင်းဆက်ပြီးတော့သူကမာတာတာကြီးဖြစ်လာတယ်မာတာဖြစ်တဲ့တချို့ကြောင့်လည်းဟိုပုံလှတယ်ပေါ့နော်တချို့ကြောင့်လည်းမလှဘူးဆိုတာကအဖုထစ်တွေဖြစ်တချို့ကြောင့်လည်းလောဘကြီးတာပေါ့နည်းနည်းထိုးရမယ်မှာအများထိုးတယ်များထိုးတဲ့ခါကျတော့များဒုက္ခရောက်တာပေါ့အဲ့တော့ဘယ်လောက်တောင်ဒုက္ခရောက်လဲဆိုရင်ပြောရလို့ရှိရင်တချို့လိန်နံတွေဆိုရင်ထိုးထားတဲ့ဟာဟိုဩဇာတိလိုဘူးတစ်တွေနဲ့နော်တချို့ဆိုရှင်ဥပမာဒီအရေပြားထိတ်ပိတ်နေတဲ့လူဟိုအရေပြားရှည်နေတဲ့လူအဲ့ဒီမှာထိုးတိုင်းပိုတော့ဆိုးသွားတယ်ဘယ်လိုဆိုးသွားဆိုတော့အဲ့ဒီကြီးပြီးတော့ထိတ်မှလာစုပေါ့စုတဲ့ခါကျတော့သူတို့ထိတ်ကိုဖြဲလို့မရအောင်ပထမတော့ဆိုရင်သူ့ဟာသူရေပြားရှည်တာပေါ့နော်အဲ့ဆေးလေးထိုးရောလုံးဝဟိုလိန်တန်ကောင်းအပြင်ကိုမထွက်ဘဲနဲ့တင်းကြပ်ကြီးဖြစ်လာတယ်နော်ဒါကဒီထိုးလိုက်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ထိုးတဲ့ပြီးတော့ဒီလိန်နဲ့ပျက်စီးသွားတာပုံစံတော့အမျိုးပဲအမျိုးဆိုတော့ကျွန်တော်ဆိုရှင်ခွဲတဲ့စိတ်ဓာတ်ရောင်900ကျော်600လောက်ရှိတယ်ပုံစံတွေကအများပဲအဲ့ဒါတွေကကြည့်ကြရင်လေ Telegram မှာကြည့်လို့ရတယ်နော် Telegram မှာခွဲစိတ်ထားတဲ့ဟာတွေနော်တွေးတန်ရဲတွေပေါ့နော်အဲ့ဒါကြည့်ရင် Telegram channel ရှိတယ်အဲ့မှာအေးကွာစေကူကန် channel ဆိုပြီးတော့ရိုက်လိုက်အဲ့မှာခင်ဗျားတို့တွေ့လိမ့်မယ်နော်ဒါတွေက Facebook တို့ဒီလို YouTube မှာလာတင်လို့မကောင်းဘူးလေနော်မကောင်းတဲ့ကြောင့်မတင်တာနည်းနည်းပါးပါးတော့အခုပြောပြတာပဲရှိမယ်အဲ့တော့ထိုးလိုက်တဲ့ခါကျတော့ဘာဖြစ်ဆိုတော့တချို့ဟာတွေထိုးတော့ဒီစီကုံမှာတခါတည်းဖောင်းတက်လာစီကုံကြီးမှာဆိုရင်ပြင်လိုက်ကြီးဖြစ်ပြီးတော့ဖောင်းလာတာနောက်တစ်ခါတချို့ဆေးတွေဆိုလို့ရှိရင်ဒီလိန်နံရဲ့အရင်ဘက်ကနေစီးကြပြီးတော့ဘယ်ထဲရောက်သွားဆိုတော့ဒီကပ်ပဲအိတ်ထဲရောက်သွားတယ်ဘောထဲရောက်သွားတယ်ဘောထဲရောက်ဆိုတော့ဘောမှာလည်း
နောက်ထပ်ဂွေးဥလို့ဘာလို့မခဲခဲကြီးဖြစ်လာတယ်နော်အဲ့လိုစိုးကျိုးတွေရှိတယ်ရှိတဲ့ခါကျတော့ထိုးထက်ပြီးသွားတဲ့ခါကျရင်တချို့သောသူတွေကဘာလုပ်လဲဆိုတော့ဒီဆေးကိုနောက်မရအောင်ဆိုတော့ဒီအရင်ကနေပြီးတေခွင်းနဲ့စီးတယ်နော်အဲ့တော့တေခွင်းနဲ့စီးတဲ့ခါကျပြဿနာတစ်ခုကပါဆိုအဲ့တေခွင်းစီးထားတာတိတ်များရင်သူတွေးမလျှောက်ရင်ကိုယ်လိန်နံပို့ပြီးတော့ထိခိုက်တာပေါ့နော်အဲ့တော့အောက်မရအောင်ဆိုတော့သူကဒီတေခွင်းစီးထားတယ်နောက်တစ်ခုအဲ့ဒါထိုးပြီးသွားပြီလို့ရှိရင်အဲ့ဒီထိုးထားတဲ့ဒီအမျိုးသားတွေကသူတို့အမျိုးသမီးနဲ့ဆက်ဆံတဲ့အခါမှာနော်ဒီအမျိုးသားသာအပေါ်ကနေသွားရတယ်အမျိုးသမီးကိုအပေါ်တက်ခိုင်းလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ထိုးထားတဲ့ဆေးကကန်ကြည့်လိုက်ရှင်နော်ခဲတာတော့ခဲနေတယ်ဒါပေမဲ့ तू ကဒီခန္ဓာကိုယ် body heat တက်လာတဲ့ခါကျလို့ရှိရင်ဒီလိန်တန်း heat တက်လာတဲ့ခါကျရှင်ဆေးရည်တွေကဘာဖြစ်လဲဆိုတော့ပျော်ဆင်းသွားတယ်ပျော်ဆင်းသွားကြခုနပြောတဲ့စီးကုံလို့ဟုတ်လားဒီကပ်ပိတ်တွေကိုဝင်သွားတဲ့အကြောင်းရင်းဖြစ်တယ်နော်အဲ့တော့ဒီဆေးကကောင်းသလားဆိုတော့တကယ်တော့မကောင်းပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဆေးထိုးလိုက်တဲ့အခါမှာ तू ကဆေးကအရေးပြားအောင်မှရှိတဲ့ဒီတွေးကြောအမြင်လေးတွေပေါ့နော်တွေးကြောတို့အာယုံကြောတွေကိုလာဖိတယ်ဖိတဲ့အခါကျတော့တွေးမလျှောက်ဘူးနောက်ပြီးတော့ထုံနေတယ်အဲ့လိုထုံတဲ့အခါကျတော့ဒီလိန်ဆန်းစားတဲ့အခါကျတော့ तू ကကြာသွားတာပေါ့နော်အမှန်မှန်တော့ထုံနေလို့နော်ထုံနေလို့ကြာသွားတာဟိုဘယ်လိုခေါ်မလဲဒီကြီးစေးထိုးလို့ရမယ်ဒီတာယာမှုတဲ့နော်စိုးကျိုးတွေတအားများတယ်စိုးကျိုးတအားများတဲ့ခါကျတော့ဘာဖြစ်သွားလဲဟိုဟာဒီဆေးတွေကခဲပြီးတော့ကြာလာတဲ့ခါကျရင်သူကဘာလဲဖြူလာတယ်ဖြူလာတာအဓိကတော့မှသွေးမလျှောက်လို့နော်သူကဆေးကခဲနေတော့တွေးကြောသူကပိတ်လိုက်တာတွေးကြောအမြင်လေးပိတ်တဲ့ခါသွေးမလျှောက်တဲ့ခါကျတော့ဖြူလာတယ်ဖြူပြီးတော့သူကဘာဖြစ်လဲဆိုတော့တခါကျရားလာတယ်ရားတဲ့ခါကျဒီပစိုးနဲ့ဘာနဲ့ပုတ်လိုက်ရင်ရေးပြားတဲ့ခါပုံသွားပြန်အောင်ပုံပြီးတခါအနာဖြစ်ပြန်အောင်နော်ဟိုခယူသိန်းလိုပုံစံမျိုးကြီးဖြစ်နေတယ်အဲ့တော့ဟိုအဲ့အနာဖြစ်သွားပြီးရင်လည်းအနာတော်တော်နဲ့မကျက်ဘူးတော်တော်ကြာပါတယ်2လ3လအဲ့လောက်အထိကိုကြာတယ်နော်နောက်ခုနပြောတဲ့ထိပ်ပိတ်တာလည်းဘလို့မှဆွဲဖြဲလို့မရအောင်အဲ့ဒါဆွဲဖြဲလို့မရတာဟုတ်ဟလားအတင်းဆွဲလိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုစီးဟိုပါပေါ့အရေးပြားနောက်ကိုပြဲထွက်သွားတယ်ပြဲထွက်ပြီးတော့အဲ့ဒစ်မှာလိန်နိုင်ရဲ့ဒစ်မှာလာပြီးတော့ညက်ပြီးတော့မရှူနိုင်မရှိုက်နိုင်ဖြစ်ပြီးတော့ဟိုတွေ့ရလဲမလျှောက်တော့ဘူးလေသိမလျှောက်ခါကျအဲ့ဒီမှာဟိုဟာအနာတွေဖြစ်လာတယ်အနာဖြစ်တာကဘယ်လောက်ထိတွေ့ဘူးလဲဆိုတော့အဲ့ဒီအနာနေလောက်ထွက်တဲ့ဆင့်ထိတောင်တွေ့ဘူးတယ်နော်တချို့အနာတွေဆိုရင်ခွဲစိတ်တဲ့ခါမှာကျွန်တော်တို့ဟိုဓာတ်တောင်တိတ်မသုံးအောင်နော်ဓာတ်လေးနဲ့အရာပေးပြီးတော့အဲ့ဒီမကောင်းတဲ့တွေဖယ်ဖို့လက်နဲ့တွန်းလိုက်တာနဲ့တင်အဲ့မှာအဖက်လိုက်ကြီးကိုထွက်သွားတယ်နော်တော်တော်လေးအခြေအနေဆိုးတယ်အဲ့တော့ဒီလိန်နဲ့ကြီးစိတ်ကိုထိုးတဲ့ခါမှာတော်တော်မကောင်းတဲ့စိုးကျိုးတွေကများတဲ့ခါကျတော့လက်လီကိုတော့ရှောင်ဖို့လိုတယ်နော်နောက်တစ်ခေါက်ကျရင်ထပ်ပြီးတော့အဲ့ဒီအနဲ့ပတ်သက်ပြီးရှင်းပြအောင်မယ်နော်အဲ့တော့ဒါတွေစိတ်ဝင်စားတဲ့ဆိုရင်နော်ဒီဘာလို့ဆိုကျွန်တော်ကဒီကြက်မရေးဂျာနေတွေမှာစောင်းမတွေတောက်လျှောက်ရေးကြီးကြီးလည်းပါတော့ဗောလေအဲ့ဒါတွေကအခုတော့ကျမပြောသေးဆိုတော့တစ်ခုပြီးတစ်ခုသွားမယ်နော်ကျွန်တော်ထုတ်ထားတဲ့စာအုပ်9အုပ်ရှိတယ်အဲစာအုပ်9အုပ်ရှိအဲ့မှာယောဂဘောင်းဆိုပေါ့နော်အဲဒီတွေကလည်းစစ်ကူးချို့စာပေကနေတော့ထုတ်ပေးထားတဲ့စာအုပ်လေးကျွန်တော်ရဲ့စောင်းပါတွေပေါ့နော်အဲ့ဒါလေးတွေကနေပြီးတော့ရေးထားတဲ့ဟာလေးတွေကိုနော်ဘူးရအောင်တင်ပြမယ်အဲ့တော့ like and subscribe လုပ်ထားပါပါနော်အားလုံးကျေးဇူးတင်ပါတယ်